ရွှေစင်ရွှေသားတွေနဲ့ထုလုပ်ထားတဲ့ပလင်ပေါ်မှာပါစီဝင်ထိုင်လိုက်မိတဲ့အခါမှာတော့သူ့ရဲ့ခြေထောက်တွေကနေစပြီးတကိုယ်လုံးဟာတဖြည်းဖြည်းချင်းရွှေအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်ဘေးနာကအန်နာဘက်ကလည်းစိုးရင်တကြီးနဲ့အမြန်ထဖို့သတိပေးခဲ့ပေမဲ့အဲ့ဒီပလင်ဟာတစ်ခါထိုင်ပြီးသူတိုင်းကိုပြန်ထခွင့်မပေးတဲ့ကျိန်စာတင်ပလင်ဖြစ်နေခဲ့ပါတယ်ပါစီတယောက်ရွှေရုပ်တူကြီးအဖြစ်လုံးလျားပြောင်းလဲသွားချိန်မှာသူ့လက်ထဲကဒိုင်းလုံးဟာမြေပေါ်ကိုပြုတ်ကျသွားခဲ့ပြီးအန်နာဘက်အနေနဲ့အဲ့ဒီဒိုင်းလုံးကိုယူပြီးထွက်သွားရုံနဲ့တင်အမြင့်ဆုံးဂုံတူးဆောင်ပွဲကိုရနိုင်မှာဖြစ်ပေမဲ့သူမဟာပါစီကိုကယ်တင်ဖို့အတွက်ပဲစိတ်အားထက်သန်စွာနဲ့ပလင်ရဲ့စက်ရံတရားတွေကိုပြင်ဆင်မှုကြိုးစားနေခဲ့ချိန်မှာမီးနတ်မင်းဖာလ်ကန်ဟာရုတ်တရက်ပေါ်လာခဲ့ပြီးခရမှုတ်လိုက်တာကြောင့်လေကားတွေကလည်းချက်ချင်းဆိုသလိုပွင့်ထွက်လာခဲ့ပါတယ်ပါစီရဲ့ကိုကျိုးဆွန့်လွတ်မှုနဲ့အန်နာဘက်ရဲ့ခိုင်မာတဲ့သစ္စာတရားကိုမြင်တွေ့သွားတဲ့မီးနတ်မင်းဟာနောက်တစ်ချိန်ခရထပ်မှန်မှုတ်လိုက်တဲ့အခါပါစီရဲ့ကိုပေါ်ကရွှေတွေဟာကွဲပြောက်သွားပြီးပလင်ပေါ်ကကျိန်စာလည်းပြေပြေသွားခဲ့ရကတကယ်တော့အဲ့ဒီကျိန်စာဟာမီးနတ်မင်းကသူတို့ရဲ့တူပေါ်တူထားတဲ့သစ္စာတရားကိုစမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာစစ်နတ်မင်းအဲရစ်ကိုဒိုင်းလွတ်ပြန်ပေးခဲ့ပြီးစစ်နတ်မင်းစီစဉ်ပေးတဲ့ကားကြီးနဲ့အတူစွန်စားကန်အသက်တစ်ခုစီကိုယုံကြည်မှုအပြည့်နဲ့ဆက်လက်ထွက်ခွာသွားခဲ့ပါတော့တယ်